ရောက်ပါNo boy my number one daddy နဲ့မမီဖြစ်ချင်တဲ့ဆန္ဒတစ်ခုကဆယ်လီမဆယ်လီလူတိုင်းမှာရှိကြတဲ့အိမ်မက်တွေကိုစီတနေ့တော့ဖြစ်လာမယ်ငါတကယ်ကိုယုံကြည်ဆယ်လီဖြစ်ဖို့အိမ်မက်မရင်ပေါ်ပေါ်သူစလို့အတတ်တွေမနာလို့သူတွေဆိုပြတာကကေငါဘွားရဲ့အောင်မြင်မှုယူရတဲ့ချင်းဆယ်လီဖြစ်ချင်ဆယ်လီဖြစ်ချင်ဆယ်လီဖြစ်ချင်ငါကိုယ်တိုင်ကိုကြိုးစားရမယ်ဆယ်လီဖြစ်ချင်ဆယ်လီဖြစ်ချင်ဆယ်လီဖြစ်ချင်မင်းကိုယ်တိုင်ကိုကြိုးစားရမယ်Hey!